Yani, hello, alo me minglava. PND blog နဲ့ကြိုဆိုပါရနော်ဒီနေ့ကဒါပါဟင်းလို့ထင်ပါတယ်ကျွန်တော်တို့ဒီမှာပေါ့နော်ဖားမဆရတာကြာပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဖားရတာနဲ့ဖားတရားဘူးဝယ်လိုက်တယ်ပေါ့နော်အဝယ်ပြီးတော့ကျွန်တော်တို့ချက်စားဖြစ်တယ်ပေါ့နော်အရန်ကိုစားလို့ကောင်းပြီးတော့ထမင်းလည်းအရန်မိတ်ပါတယ်ကြည့်ကြည့်ပါဖားကိုစီပြန်လေးကျွန်တော်တို့ချက်ထားပါတယ်အညီနဲ့တေချာပြအောင်လို့ရှက်နက်နက်လေးလည်းအုပ်ထားပါတယ်ပြောရင်းနေတော့ပြန်ပြီးစားကျင်လာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ဖားကိုဘယ်လိုမျိုးချက်မလဲဆိုတာကျွန်တော်ချက်ပြပေးပါမယ်ကျွန်တော်တို့ဖားကိုအရင်ဆုံးရေနွေးနဲ့ပေါ့နော်ရေနွေးပူပူလေးနဲ့တခါဆေးပါတယ်ရေနွေးနေနဲ့ရေနွေးနွေးလေးနဲ့ဆေးတယ်ဆေးပြီးလို့ရှိရင်ဒါဖားကင်တာပေါ့နော်အလေကဦးဒီကိုထုတ်ပေါ့နော်အလေကကလီစာတွေဦးဒီကိုထုတ်ပြမယ်ဒါဖားကင်ပြီးပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအမွှေးနံတာအတွက်ကျွတ်သွန်ဖြူရဲ့ကျွတ်သွန်နေရဲ့ပြီးလို့ရှိရင်ငရုတ်ကောင်းပေါ့နော်ငရုတ်ကောင်းသုံးတယ်ကျွတ်သွန်ဖြူကျွတ်သွန်နေသုံးတယ်ပေါ့နော်ဒီမှာကျတော့ငရုတ်ကောင်းကိုမြများလေးသုံးထားတယ်ပေါ့နော်ပြီးထောင်တာဒါကတော့ကျွန်တော်ခုနကဖားကင်ထားတာကိုပြတာပါဟုတ်ပြီเนาะအဲ့တော့အဲ့မှာကျွတ်သွန်ဖြူကျွတ်သွန်နေငရုတ်ကောင်းနဲ့ငရုတ်ကောင်းမြများလေးထည့်ပေါ့နော်ငါးပတ်တန်ရှိငါးပတ်တန်တစ်ထုံလုံးထည့်ပြီးလို့ရှိရင်ငရုတ်သီးအယောင်တင်မှုတ်မြများလေးထည့်ပေါ့နော်ငရုတ်သီးအယောင်တင်မှုတ်ခုနလိုမျိုးရေးရေးလေးဖြစ်ရှင်ရင်ငရုတ်သီးအယောင်တင်မှုတ်မြများလေးထည့်ရတယ်ထည့်ရပြီဆိုလို့ရှိရင်တော့ဖောက်တော့ကျွန်တော်တို့စားအချုံမုတ်စနွေးမုတ်ပေါ့နော်အဲ့ဒါကိုငံပြာရည်ပေါ့နော်ငံပြာရည်လည်းထည့်မယ်တေချာနေထားမယ်ပေါ့နော်တေချာနေပြီးတော့ကျွန်တော်တို့အနက်မနန်အောင်တေချာနေပြီးနှက်ထားပါမယ်တေချာနေပြီးနှက်ထားမယ်ပေါ့နော်တေချာကြနနာအနက်ပြအောင်လို့နေရပါတယ်မဟုတ်ရင်တော့ဖားအရင်ညှိတယ်ပေါ့နော်ပြီးလို့ရှိရင်တော့တဲဦးထဲမှာစီထဲတယ်စီထဲပြီးတော့ကျွန်တော်ဒီအညီနဲ့များတဲ့ဟင်းတွေတော်တော်များများလေးစီများသုံးပြီးတော့ကျွန်တော်တို့စီကောင်းကောင်းတက်ရတယ်ပေါ့နော်မဟုတ်လို့ရှိရင်တော့ကျွန်တော်တို့ညှိလို့စားလို့ရမှာမဟုတ်ပါဘူးနော်စားကောင်းမှမဟုတ်ပါဘူးဒါဆိုတော့ကျွန်တော်ထုတ်ဆန်အတိုင်းစီထဲကိုစနွင်းထည့်ပြီးတော့ကျွန်တော်စီတက်ပါတယ်စနွင်းလေးအယောင်ပြောင်းလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အဲ့ခုနကကျွန်တော်တို့ထောင်းထားတဲ့ကျွတ်သွန်ဖြူတွေကိုပေါ့နော်ကျွတ်သွန်ဖြူကိုပြည့်ထည့်ပြီးတော့စီတက်ပါမယ်စီကြနနာတက်မယ်ပေါ့နော်စီကြနနာတက်ပြီးတော့မွေးနေအောင်စီတက်မယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဖားအရန်နူတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကျွတ်သွန်ဖြူစီချက်ပေါ့နော်ဒီငရုတ်သီးစီချက်ကိုကြနနာစီတက်ပြီးတော့ကြက်ပြီးဆိုတဲ့ခါမှာပဲဒီဖားကိုထည့်ပါမယ်လုံးဝကြက်ပြီးပေါ့နော်အရတာတွေထည့်ပြီးဆိုမှပဲဖားကိုထည့်ပါမယ်ထည့်ပြီးတော့ကျွန်တော်တို့အခုပထမတစ်ချိန်တော့မှွေလိုက်မယ်ပေါ့နော်နှံသွားအောင်ပထမတစ်ချိန်တော့ကြနနာနဲ့မှွေမယ်မှွေပြီးတေချာမှွေပေါ့နော်အရတာလေးဝေအောင်လို့ပထမတစ်ချိန်ထည့်ပြီးချင်းမှာတော့မှွေပြီးလို့ရှိရင်နောက်တစ်ချိန်ကျရင်တော့ကျွန်တော်တို့မမှွေတော့ဘူးပေါ့နော်အိုးလှုပ်ပြီးတော့ပဲနှက်တဲ့တဘောမျိုးပေါ့နော်မှွေလိုက်ရင်တအားကြီးကိုကျွန်တော်တို့ကြေသွားမယ်ပေါ့နော်တအားကြေသွားမယ်ပေါ့နော်ကျွန်တော်တို့ဟိုဘက်လှည့်ဒီဘက်လှည့်ပဲလှုပ်လို့ရပါတယ်တအားကြီးဟိုအိုးမှွေတယ်လို့မျိုးဟင်းမှွေတယ်လို့မျိုးဝတ်သားဟင်းနေမှွေတယ်လို့မျိုးမှွေလို့မရပါဘူးပေါ့နော်ဒီလိုမျိုးအနေထားလေးရသွားပါပြီစုလာပြီပေါ့နော်ကြက်လာပါပြီကြက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီခုနခူထားတဲ့ဟိုရှမ်းနံပေါ့နော်ရှမ်းနံကိုအုပ်လိုက်ပါမယ်ရှမ်းနံလေးအုပ်ရင်အရန်စားလို့ကောင်းတယ်ပေါ့နော်ဒါကတော့နှက်တဲ့အဆင့်ကိုရောက်သွားပါပြီကျွန်တော်တို့အနက်ပြအောင်နှက်တဲ့အဆင့်ကိုရောက်သွားပါပြီအဲ့လိုမျိုးလေးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တအားမွေလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ကြေသွားပြီးတော့စားမကောင်းတော့ဘူးအခုလည်းမကြေဘူးလားဆိုတော့နည်းနည်းတော့ကြေရဗျာဒါပေမဲ့ကျွန်တော်တို့ဒီအသားတအားမကြေသွားဘူးပေါ့နော်အခုစားလို့ကောင်းတဲ့အနေထားကိုရောက်သွားပါပြီပြီးဒါကတော့ကျွန်တော်နောက်ဆုံးဆင်ပေါ့နော်ကဲကျွန်တော်တို့ရဲ့ဖားဟင်းလေးကတော့ဖားဆက်ကလေးပေါ့နော်ဆက်ပူပူလေးဟင်းလေးကတော့ရသွားပါပြီအရန်ကိုစားလို့ကောင်းပြီးတော့အရန်ကိုလည်းသမင်းစားမိန်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာရှာပရတာပေါ့နော်တော်ရုံတိုင်းရောဒီမှာဘာဟင်းမရပါဘူးမညှိရှင်မှုဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းပဲငရုတ်ကောင်များထည့်မယ်ပြီးလို့ရှိရင်စီတေးသေးချာတက်ပြီးတော့ချက်ပါလုံးဝမညှိပါဘူးပေါ့နော်အရင်ဆက်လို့ကောင်းပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုအစအဆုံးကြည့်ပြီးတဲ့လူတို့တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ပေါ့နော်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံကြမယ်ပေါ့နော်ဟင်းချက်ဗီဒီယိုတွေကိုအစဆုံးအပ်ပြီးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ